စုံတွဲတွေရုပ်တုလာတာဘာကြောင့်လဲတွဲလာတာကြားတဲ့စုံတွဲတွေလက်ထပ်ထားတဲ့စုံတွဲတွေကကြာလာလေးလေးရုပ်တုလာတယ်ဆိုတာကိုသတိထားမိကြမှာပါစုံတွဲတွေရုပ်တုလာတာဘာကြောင့်လဲဆိုတာကိုသိပ္ပယ်နည်းကျရှင်းပြထားတာတွေအများကြီးရှိပါတယ်စုံတွဲတွေရုပ်တုလာတာနဲ့ပတ်သက်ပြီးသုံးသပ်ချက်တွေအများကြီးရှိပါတယ်ဥပမာစုံတွဲတွေကကိုယ်နဲ့လူမျိုးတူနိုင်ငံတူတဲ့သူကိုကြိုက်တာကြောင့်ရုပ်လေးတွေကခက်ဆင်ဆင်ဖြစ်နေတာပါတချို့တွေကြတော့လဲလက်တွဲပေါ်ကိုကိုယ့်အမေနဲ့တူတဲ့သူကိုယ့်အဖေနဲ့တူတဲ့သူကိုတွေးထားတော့ဒီလိုရုံမျိုးတွေတွေ့ရင်အလဲတကူကြိုက်မိသွားတတ်ပါတယ်။ဆက်စချင်းကရုံမတူတဲ့ဇုံတွေတောင်မှနောက်ပိုင်းမှာနေထိုင်တဲ့နေရာစားတဲ့အစားအသောက်အကျင့်တွေတူလာတဲ့အခါကျတော့တဖြည်းဖြည်းကိုလုံးကိုပေါက်တွေတူလာတာရုပ်တူလာတာတွေဖြစ်တတ်ပါတယ်။ဒါကကျန်းမာရေးအတွက်ဘယ်လိုတက်ရောက်မှုရှိသလဲ။အလေးချင်းတူလို့ရုပ်တူလာတဲ့ဇုံတွေအတွက်သူတို့ရဲ့စားတောက်နေထိုင်ပုံကနှစ်ယောက်လုံးမှာတက်ရောက်မှုရှိပါတယ်။ဥပမာတစ်ယောက်ကတနေကုန် TV ကြည့်လို့နောက်တစ်ယောက်ကပါဘေးကနေအဖော်လုပ်ပြီးကြည့်နေရင်နှစ်ယောက်လုံးအထိုင်များနေမှာပါ။ဒါနဲ့ပြောင်းပြန်မနက်တိုင်းလမ်းထားလျှောက်တက်တဲ့ဇနီးရှိတယ်ဆိုရင်ခေမိုးကိုပါကိုလက်လှုပ်ရှားမှုလုပ်ဖို့တိုက်တွန်းပြီးသားဖြစ်မှာပါ။သွေးတိုးတို့စီးကြိုတို့ဆိုတာလင်ကနေမယားကိုကူးတက်တာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့ကျမရည်နဲ့မညီညွတ်တဲ့အကျင့်တွေကိုအတူတူလုံးမိနေမယ်ဆိုရင်တော့ဒီလိုနာတာရှည်ယောဂတွေကနှစ်ယောက်လုံးမှာဖြစ်လာနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။ကိုယ့်ရဲ့သားသမီးတွေအတွက်မိဘတွေကစံနမူနာဖြစ်အောင်မနေနိုင်ခဲ့ရင်ကလေးတွေမှာငငယ်ရွယ်ရွယ်နဲ့အဝလွန်တာတွေဖြစ်လာနိုင်ပါတယ်။ဇုံတွဲတွေမှာရုပ်တုယုံတာမကကျမ်းမာပြီးအချိန်ကြာကြာအတူတူရှိနေဖို့စားတောက်နေထိုင်ပုံတွေကိုပြောင်းလဲပစ်ဖို့လိုပါတယ်။နံပါတ်1အစားအသောက်နှစ်ယောက်တည်းမို့လို့ချက်မနေနဲ့အလုံးရှုပ်တယ်ဆိုပြီးအပြင်စားတွေခဏခဏစားမိမယ်ဆိုရင်ဒါမှမဟုတ်အိမ်မှာပဲအသင့်စားအစားအစာတွေကိုစားနေတယ်ဆိုရင်ဒီအချက်ကိုပြင်ရပါမယ်။အိမ်မှာပဲအာဟာရပြည့်အောင်ချက်ပြုတ်စားတောက်ကြည့်ပါ။နှစ်ယောက်အတူတကွချက်ပြုတ်တဲ့အခါပို့ပြီးတော့လည်းပျော်စရာကောင်းပါတယ်။အိမ်မှာချက်တဲ့အခါမှာလည်းစီကြောစာတွေထက်အသီးအရွက်အသားငါဥပဲစားတာတွေကိုကျန်းမာရေးနဲ့ညီညွတ်အောင်ချက်ပြုတ်စားတောက်ပါ။တရေစာစားရင်လည်းကျန်းမာရေးနဲ့ညီညွတ်တဲ့အစိအစံတွေအသီးအနှံတွေကိုဦးစားပေးစားပါ။အေးတွေအရက်ဘီယာတွေအစားတစ်သီးဖြော်ရည်တွေတောက်ပေးပါ။နံပါတ်2ကိုလက်လေးကျင်ကန်ဇုံတွဲတွေကတယောက်ကလေးကျင်ကန်လှုပ်ချင်ရင်တော့တယောက်တည်းဖြစ်နေလို့ဆိုပြီးပုံမှန်လှုပ်ဖြစ်ဖို့ခက်ပါတယ်။ဒါကြောင့်နောက်တစ်ယောက်ကိုပါဆွဲဆောင်ပါ။အတူတူလေးကျင်ကန်လှုပ်ပါ။လေးကျင်ကန်မလှုပ်ဖြစ်ရင်တော့အတူတူရေကူးတာမျိုးကြက်တောင်ရိုက်တာမျိုးနှစ်ယောက်အတူတူလှုပ်လို့ရတဲ့လှုပ်ရှားမှုတွေလုပ်ပေးပါ။နံပါတ်3အိတ်ဆက်ချိန်နှစ်ယောက်သာညနာအောင် TV အတူကြည့်ဖုန်းသုံးမဲ့အစားစောစောအိပ်ပြီးအိတ်ချိန်ပြည့်အောင်စူးစမ်းကြည့်ပါ။အေးရေးပြတ်တာကရေရှည်မှာအဝလွန်တာနဲ့နာတာရှည်ယောဂတွေကိုဖြစ်စေနိုင်တယ်လေ။စောစောစီးစီးအိပ်ဖို့တယောက်နဲ့တယောက်သတိပေးပါ။နံပါတ်4မမြင်နိုင်တဲ့ယောဂတွေဆိုတာစောစောသိရင်စောစောကုနိုင်တာကြောင့်ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့လည်းလိုပါတယ်။စခရင်းနဲ့ပက်ကစ်တွေမှာဇုံတွဲလိုက်စစ်နိုင်အောင်စီစဉ်ပေးထားတာကြောင့်နှစ်စဉ်စစ်ဆေးကြည့်ပါ။နံပါတ်5စိတ်ဖိစီးမှုတွေအတူတူနေလာရင်းနဲ့ပြင်ပပြဿနာတွေနှစ်ကိုယ်ကြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။စိတ်ဖိစီးစရာစိုးရိမ်ပူပန်စရာတွေကြုံလာရနိုင်ပါတယ်။ဒါတွေကလည်းစိတ်ကျန်းမာရေးပြဿနာတွေပဲမို့အချင်းချင်းဖေးမှပြီးနှစ်သိမ့်ပေးဖို့လိုပါတယ်။ဇုံထဲတွေဆိုတာအချိန်ကြာလာတာနဲ့အမျှရုပ်တူလာတာတွေမဟုတ်ပဲဒုက္ခဒုက္ခတွေကိုပါမျှဝေခံစားရပါတယ်။ဒီထဲမှာကျန်းမာရေးပြဿနာတွေလည်းပါပါတယ်။နှစ်ဦးသားအသက်ရှည်ရှည်နဲ့ကြမ်းကြမ်းမာမာအတူနေနိုင်မှုအခုကစပြီးကျန်းမာတဲ့အလေးအကျင့်တွေကိုမွေးမြူကြဖို့တိုက်တွန်းလိုပါတယ်။